designer brand တွေနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့မသိသေးတဲ့သူတို့ရဲ့လှုပ်ဝက်ချက်တဲကူကိုဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ဘာမှဆက်မပြောခင်မှာကျွန်တော်ရဲ့ TikTok bio ရဲ့ကျွန်တော် YouTube channel လေးကို subscribe လုပ်ခဲ့ပေးပါ What the fuck 2022ခုနှစ်မှာ Balenciaga ကအမှတ်အိတ်တွေကို reference ယူပြီးတော့လက်ကန်အိတ်တွေထုတ်လုပ်ခဲ့ပါတယ်တအိတ်ကိုလည်းဒေါ်လာ1990အထိတန်ကြေးရှိခဲ့ပါတယ်ဒီဒေါ်လာ2000နီးပါးအမိုက်အိတ်နဲ့ဘယ်ကောင်ကအမိုက်ပြစ်မှာဘယ်ကောင်ကိုလွယ်ပြီးသွားမှာ What the fuck bro Supreme က2016ခုနှစ်မှာဒေါ်လာ30နဲ့ရောင်းချခဲ့တဲ့ OK တွေကမိနစ်ပိုင်းတွင်ရောင်းထွက်သွားခဲ့ပြီးတော့နောက်ခဏကြာ resale market မှာဒေါ်လာ1000ကျော်နဲ့ပြန်လည်ရောင်းချခဲ့ကြပါတယ်အဲ့ဒါနဲ့စောက်ထားတဲ့အိမ်တွေပါတွေတွေ့ရင် OK တခဲပဲဖြုတ်ရောင်းရင်တော့မှဒေါ်လာ1000ဆိုတော့Use your brain, bro. Where did you come from? Where did you go? Where did you come from? Canada. မင်္ဂလာတွေအမြဲဝတ်ကြတဲ့ဘရာဆိုရာကိုပထမအဦးဆုံးတည်ချင်ခဲ့တဲ့လူက Mary Felt Jacob ဖြစ်ပြီးတော့သူကဖဲကျိုးနှစ်ခုကိုချီပြီးတော့ပထမအဦးဆုံးဘရာကိုတည်ထွင်ခဲ့တာပဲဖြစ်ပါတယ်ဒီတဲ့အချိန်မှာလည်းသူကထမင်းစားနေတာပဲဖြစ်ပါတယ်ထမင်းစားနေတဲ့အချိန်မှာလက်ကင်ပေါ်နှစ်ထည်ကိုချီပြီးဘရာလုပ်လိုက်တယ်ဆိုတော့ပထမဦးဆုံး streetwear brand က Supreme မဟုတ်ခဲ့ပါဘူး1980ခုနှစ်ကနေစခဲ့တဲ့ Sean Stassi ဆိုတဲ့လူရဲ့ Stassi brand ပဲဖြစ်ပါတယ်အမြဲတမ်း Supreme လို့ပဲထင်ထားတဲ့လူတွေအတွက်ကတော့ rest in peace ပါVirgil LV brand ကသူတို့ရဲ့မယောင်းရပဲကြံနေတဲ့အိတ်တွေကိုဘာလို့ပြစ်တယ်လို့ထင်ပါသလဲ promotion မချပါဘူးမီးရှို့ဖြစ်စီးပစ်ပါတယ်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ brand ရဲ့ရှားပါမှုနဲ့ဈေးကြီးမှုကိုထိမ့်သိမ့်ဖို့အတွက်လို့ဖြေပါတယ်ဝိုးမီးရှို့ပြီးဖြစ်စီးတာရှားပါမှုကိုထိမ့်သိမ့်ဖို့အဲ့ရန်ပြောရန်လောက်တာနော်ဘာပေါ်မှာဈေးအကြီးဆုံးဖနက်က Balenciaga တွေ Nike တွေ Adidas တွေမဟုတ်ခဲ့ပါဘူး The Passion Diamond ဆိုတဲ့ထောက်ဖက်နက်ပဲဖြစ်ပါတယ်အိတ်ဖက်နက်ရဲ့တန်ကြေးကဒေါ်လာ70 million တန်ဖိုးရှိခဲ့ပါတယ်ခဏလေးနေပါ19 million ဒေါ်လာတန်ဖိုးရှိတဲ့ဖက်နက်ဘယ်ဖောက်ယူအိတ်ဖက်နက်တွေဝယ်စည်းတာလဲဟမ်Kanye West နဲ့ Nike ရဲ့ဖက်နက်တစ်ခုဖြစ်တဲ့ Nike Air Yeezy 1 prototype ကိုဒေါ်လာ 1.8 million နဲ့ရောင်းချခဲ့ပြီးတော့ဖက်နက်သမိုင်းမှာဈေးအကြီးဆုံးဖက်နက်တရံဖြစ်လာခဲ့ပါတယ် Kanye West နဲ့ Nike ရဲ့ collab ဆိုတော့ကဒီ 1.8 million That's pretty fair ဒါမဲ့ 1.8 million ပြီးဖက်နက်တရံဝယ်ရဆိုတာအဲ့တော့နင်းတော့စဉ်းစားရပါမယ်နော်မင်္ဂလာဆောင်မှာအဖြူဝတ်ကမယ်ဆိုတဲ့ trend ကိုတီထွင်ခဲ့တဲ့လူကဘယ်သူလို့ထင်ပါသလဲတိုင်လီဂျန်နာမဟုတ်ပါဘူးသူကတော့ Queen Victoria ပဲဖြစ်ပါတယ် Queen Victoria ကအဲ့အဖြူရောင် trend ကိုမစခင်မှာသူတို့သမီးတွေအကုန်လုံးကအနီရောင်အပြာရောင်နဲ့ရွှေရောင်ဝတ်စုံတွေကိုတော့ဝတ်ဆင်ခဲ့ကြပါတယ်ရှုပ်လို့တော့မရအောင်နော် Queen Victoria က trend ကိုစခဲ့တာဆိုတော့ just see 1988ခုနှစ် NBA Final ပွဲမှာMichael Jordan ဝတ်ခဲ့တဲ့ Nike Jordan 30S ကိုဒေါ်လာ1.2 သန်းနဲ့ရောင်းချခဲ့ပြီးတော့သမိုင်းမှာအရှားပါဆုံးနဲ့ဈေးအကြီးဆုံးဖက်နက်တရံဖြစ်လာခဲ့ပါတယ်ကျွန်တော်သာအိတ်ဖက်နက်ဝတ်လာတဲ့လူတွေ့မယ်ဆိုလို့ရှိရင်အရင်ဆုံး6လောက်ကိုပဲဖြတ်ပြီးယူသွားလိုက်မစိုးဘူးလေ6လောက်တစ်ချောင်းဖြတ်ရင်လည်း1.2 သန်း Use your brain bro 2019ခုနှစ် Cordray Fresh မှာထုတ်လုပ်ခဲ့တဲ့wedding dress ကပေပေါင်း26,559ပေရှည်လျားပြီးတော့ကမ္ဘာအရှည်ဆုံးမင်္ဂလာဝတ်စုံအဖြစ်မှတ်တမ်းတင်ခဲ့ပါတယ်။အားလေးနေပါဦး။ပေပေါင်း2000ကျော်လောက်ရှည်တဲ့မင်္ဂလာဝတ်စုံမင်္ဂလာဆောင်ပြီးတော့သွားမယ်ဆိုတော့လူကမင်္ဂလာဆောင်ရောက်နေတဲ့အချိန်ဝတ်စုံကမင်္ဂလာဆောင်နောက်2ရက်လောက်နေမှရောက်မှာမဟုတ်ဘူးလား။ You didn't have to cut me off. ဒီလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်။နောက်တစ်ဖက်တီသိရဖို့အတွက်လည်း follow လုပ်ခဲ့ပါ။ YouTube channel ကိုလည်း subscribe လေးလုပ်ခဲ့ပေးပါ။မမေ့ပါနဲ့။သိချင်တာရှိရင် comment မှာမေးသွားလို့ရပါတယ်။ကျေးဇူး